ပင်ပန်းနွမ်းနေပြီးကော်ဖီတွေကိုပဲအားကိုးနေရလားအဲ့ဒီအကျင့်ကိုရပ်လိုက်ပါကျွန်တော်ကတင်းရဲ့ပင်ပန်းမှုတွေကိုတမိနစ်အတွင်းမေ့သွားစေမယ်ရှေးဟောင်းစွန့်ရင်မြစ်ကြီးပါနေကင်းဘက်ရောက်တိုင်းမျက်လုံးတွေမေးစင်းပြီးဥနောက်ကအလုံးမလုံးတော့ဘူးမလားလူရုပ်ပေါက်နေတဲ့ကျွန်တော်ရဲ့အမြင့်တွေထဲမှာတင်းကိုလန်းဆန်းစေမယ်လျှို့ဝှက်ချက်ရှိပါတယ်သိပ္ပံနည်းကျပြောရရင်ကျွန်တော်ကိုယ်ထဲမှာဂျင်စီနိုဆိုက်လို့ခေါ်တဲ့အစွမ်းထက်တွက်ပေါင်းတွေပါဝင်ပါတယ်သူတို့ကတင်းဥနောက်အတွက်တဘာဝဘက်ထရီအားသွင်းဆက်တွေပါကျွန်တော်ကိုရေနွေးပပူတဲ့ထဲ့စိမ်ပြီးတောက်လိုက်တဲ့အခါအဲ့ဒီဂျင်စီနိုဆိုက်ဓာတ်တွေကတင်းရဲ့အာယုံကြောစနစ်ထဲကိုတိုက်ရိုက်အပြေးလွှာဝင်ရောက်သွားပါတယ်အဲ့ဒီဓာတ်တွေရောက်သွားတဲ့အခါဥနောက်ထဲကထိုင်းမိုင်းနေတဲ့မြူကိုတွေကိုဖယ်ရှားပေးပြီးပင်ပန်းနေတဲ့ဆဲလေးတွေကိုတိမ်မွေ့တဲ့စွမ်းအင်လိုင်းလေးတွေနဲ့နှိုးဆွပေးပါတယ်။အဲ့ဒီအခါတင်းရဲ့အာယုံစူးစိုက်မှုကချက်ချင်းထက်မြက်လာပြီးကော်ဖီလိုရင်တုံတာမျိုးမရှိဘဲတနေ့လုံးခံမဲ့တဘာဝစွမ်းအင်တွေကိုရရှိစေမှာပါ။အကောင်းဆုံးအာနီတင်ရချင်ရင်တော့ရေနွေးချမ်းတောက်ယုံနဲ့မကပဲကျွန်တော်ရဲ့အမြင့်ပြားလေးတစ်ချက်ကိုပါဇက်ထဲမှာကြာလေးဝါးစားပေးဖို့လိုပါတယ်။တနေ့တာလုံးမမောမပန်းပဲအလုပ်တွေကိုအကောင်းဆုံးလုပ်ချင်ရင်ကျွန်တော်ကိုတတိယပါကျွန်တော်ကစွန့်ရင်တွေရဲ့အရှင်သခင်ပါ